everyone, Dr. Wood UK vlog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့တော့ကတော့ first day to work ပေါ့နော်ပထမအဆုံးအလုပ်စဝင်ရမယ့်ရက်ဖြစ်ပါတယ်။အလုပ်မသွားခင် soft ironing ပေါ့နော်။အရင်ဆုံးဒီဂျင်းနေတဲ့အင်ကြီးကိုစပြီးတော့တိုက်လိုက်ပါပြီ။ Okay အခုအင်ကြီးကိုယ်တိုင်ပြီးဖို့တိုက်တော့မှာပေါ့နော်။အိမ်ကအမေကိုဝယ်သတိရပါတော့တယ်လို့။ Okayတတရဖြစ်သွားပြီးဖို့တိုက်ပါမယ် yes okay အင်းကြီးမကအောင်လိုက်တိုက်ရတာပေါ့နော်အင်းကြီးကအသစ်ဆိုတော့မိဖို့ကလည်းတအားပူတော့မီးကျွမ်းသွားမှာဆိုလို့အဓိကကတော့ဒါတွေကမကျွမ်းကျင်တဲ့အလုပ်ဖြစ်နေတဲ့အတွက်ကြောင့်ပါလို့ okay အဲ့တော့တတရဖြစ်သွားအောင်တိုက်ပါမယ်okay ဒီလောက်ဆိုတော့ရပါပြီเนาะအဲ့ဆိုရင်တော့ပြီးသွားပြီဆိုရင်တော့အင်ကြီးလေးတသက်ရက်ဖြစ်သွားပြီဆိုရင်တော့အင်ကြီးစမ်းပြီးဝတ်ကြည့်မယ်ပေါ့နော်စမ်းပြီးဝတ်ကြည့်တာမဟုတ်ဘူးเนาะfirst day ဆိုတော့တသက်ရက်ဖြစ်သွားအောင်စပြီးပြင်ဆင်လိုက်ပါမယ် okay ပြီးသွားပြီဆိုရင်တော့ဒါကတော့အလုံးမသွားခင်ဖျားတောက်တော်ရေကတ်ဖျားဆုံးကတ်ပေါ့နော်ဒီနေ့တော့ကတော့ဟင်းချက်ဖို့အချိန်မရလို့ဒီတောက်တော်ရေချမ်းကတ်ပါမယ်ဒါကတော့ပုံမှန်ကတ်နေကြပေါ့နော်ဖျားတောက်တော်ရေချမ်းခွက်ကလေးပဲဖြစ်ပါတယ်ကျွေခွက်ပေါ့နော်ကျွေခွက်လှလှလေးပဲဖြစ်ပါတယ်โอเคဒါကတော့ရေတန့်ပေါ့နော်တန့်စင်ထားတဲ့ဒီ filter ရေပိုးလေးတွေပေါ့နော်အဲ့ဒါကိုပဲသုံးပါတယ်အဲ့ဒါကိုပဲတောက်ပါတယ်โอเคအဲ့တော့ဖျားတောက်တော်ရေကပ်ပါမယ်โอเคဒီလောက်ဆိုရပါပြီ yes okay အဲ့ဒါပြီးပြီဆိုရင်တော့ဖျားဆုံးတော်ပေါ့နော်ဒီနေ့ကတော့ဟင်းချက်ဖို့အချိန်မရလို့ဒီ ready made မုန့်ကလေးနဲ့ပဲအလုံးမသွားခင်ဖျားဆုံးတော်ကတ်လိုက်ပါမယ် okay အဲ့ဆိုရင်တော့ဖျားဆုံးတော်အတွက်အစသင့်ဖြစ်ပါပြီအလဲကတော့ဟိုနေ့ကခူးထားတဲ့ cherry ပန်းလေးပေါ့နော်အနောက်ကတော့ပရိတ်ရည်ဖြစ်ပါတယ်ဖျားပန်းလေးလည်းအစသင့်ဖြစ်နေပြီပေါ့နော်အဲ့ဒါဆိုရင် ready madeလာပပလေးပြင်ပြီးတော့ပါပြီအဲ့ဆိုတော့အလုံးမသွားခင်ဖះအရင်ရှ िख ိုးလိုက်အောင်ပဲပေါ့နော်အလုံးမသွားခင်ဖះဦးချမယ်ငါးပါးသီလခံယူမယ်မေတ္တာပို့မယ်ပေါ့နော်โอเคโอเคကင်မရာထဲမှာမျက်နှာကြီးကတအားမောနေတယ်ကင်မရာအောက်ချတာလည်းတော့မျက်နှာကြီးကတအားမောသွားပါတယ်နားလည်းစီးနေပါတယ်ဖះရှိခိုးနေနားစီးနေနှာခေါင်းအောင်ရှုံသွားပါတယ်โอเคအဲ့ဆိုတော့အစင်းသိဖြစ်ပါပြီဖက်နှက်ဝတ်ပြီးသွားပြီအားလုံးလည်းပြင်ဆင်ပြီးသွားပြီသွားဖို့ ready အခန်းတော့ယူပါမယ်အခန်းတော့ကမမေတို့အရေးကြီးတဲ့အခန်းတော့မပြတ်ဖို့လည်းအရေးကြီးပါတယ်ရာသီဥတုအေးတဲ့နေ့ကျရင်တော့ဒီမာဖလာလေးဝတ်သွားရတယ်ပေါ့နော်ဒီနေ့ကတော့တိတ်ပြီးမအေးတဲ့အတွက်ကြောင့်အနှွေးတယ်လောက်ဆိုရင်အတော်ပါပဲမာဖလာတော့မပတ်သွားတော့ပါဘူးဝဲသားလေးတစ်ချက်ချက်လိုက်တာဒီတနေကောင်နေပူမယ်ဆိုတော့ okay very simple ပါတယ်လို့ဒီဝဲသားလေးကလည်းရာသီဥတုကဒီတပတ်ကတော့အရန်ကိုတာယာနေပါတယ်နေ့တိုင်းနေပူပါတယ်okay အခုဆိုရင်တော့လမ်းပေါ်ရောက်နေပါပြီစေးရုံနဲ့အိမ်ထဲက15မိနစ်20ပေါ့နော်အဲ့လောက်ပဲလမ်းလျှောက်ရပါတယ် oh my god ကြည့်လိုက်ပါဦးမနက်ခင်း view ကတော့တအားကိုစိမ့်ဆိုးပြီးတော့အရန်ကိုအေးချမ်းပါတယ်တအားအေးချမ်းပါတယ် spring နွေဦးရာသီအလားပေါ့နော် okay စပင်းလေးနဲ့တသက်ရစီပြီးသွားပြီဒါတွေကတော့ကိုရီလိုပဲစေးရုံလာဖို့အတွက်ချီတက်လာတဲ့ကားတွေပဲဖြစ်ပါတယ်okay လမ်းမှာတွေ့ရတဲ့ပန်းလေးတွေပါဒါလေးတွေက okay လမ်းပေါ်ရောက်နေပါပြီမကြခင်မှာတိုက်ပွဲဝင်မှာတော့မယ် smile keep smile okay ဒါကတော့ဝမုံတို့ရဲ့စိတ်ယုံဖြစ်ပါတယ်စိတ်ယုံရအကြီးပါ view လေးတွေကတအားကိုတာယာအေးချမ်းပါတယ်မနက်ခင်းအလှပေါ့နော်နေအောင်ကြီးကလည်းအရန်တာယာနေပါတယ်မနက်ခင်း8နာရီမထိုးသေးဘူးပေါ့နော်အခုအချိန်ကတော့ဒါတော့ main entrance ပေါ့နော်မြင်နေရတာတော့စိတ်ယုံရဲ့ main entrance ဒီကတော့စပိန်ရက်တဲ့နေရာပေါ့နော်ဒီဘက်ကတော့
Okay ဟိုဘက်ကတော့ line ကား gate ပေါ့နော် bus ကား gate ဖြစ်ပါတယ်မြို့ရဲသွားတဲ့ bus ကား gate ပါ Okay ဒီနေ့ကတော့ဓာတ်လေကားစီးပြီးသွားမယ်ပေါ့နော်နောက်နေ့ကျမှဓာတ်လေကားစီမစီးစရာမလိုတဲ့လမ်းကြောင်းကြည့်ကြည့်မျိုးပေါ့နော် Okay အဲ့ဆိုကိုရီသွားနေတဲ့နေရာကိုရောက်နေပါပြီဒါတော့ဝမုံတို့အလုံးလုံးမဲ့ A&E department ပေါ့နော် emergency department ပဲဖြစ်ပါတယ် Okay စီးရုံလေးကိုရောက်ပါပြီဆက်လက်ပြီးတော့ခြေတက်လိုက်ပါအောင်မယ် Okay ဒီနေ့တော့ကတော့ first time ပေါ့နော် meeting room ဒီ handover ပေးတဲ့ room ထဲမှာရောက်နေပါပြီလို့ Yes ဒါတော့ My Hospital Bromfield Hospital ပဲဖြစ်ပါတယ် Okay ဒီနေ့တော့ကတော့ first day induction ပေါ့နော်ဗီဒီယိုလေး short ဗီဒီယိုလေးရိုက်ပြထားတာပေါ့နော် Smile ပထမအဆုံးနေ့မှာတော့ပြုံးပျော်နေပါတယ်လို့နောက်နေ့တွေမှာလည်းဆက်လက်ပြီးပြုံးပျော်နေရဖို့အတွက်မျှော်လင့်နေပါတယ်ညမှန်လေးနဲ့လွယ်အိတ်လေးနဲ့သမီးလေးပါလို့ Okay တပင်းကြီးအရန်စိမ့်ဆိုပြီးတော့အေးချမ်းပြီးတော့ဒီနွေဦးရာသီရဲ့အရာတာပေါ့နော်အရန်အေးချမ်းပါတယ်လို့ Yes ဒါတော့ hospital main entrance ပေါ့နော်ဒီကခုနပြောတဲ့ဘတ်စကားတွေရက်တဲ့နေရာပါဟိုဘက်မှာတော့ ambulance တွေအစင်းရှိပါတယ်ဒါကတော့ hospital environment view လေးပဲဖြစ်ပါတယ်လို့အမုံတို့ရဲ့ဆေးရုံရဲ့ view ပေါ့နော်မြို့ရတဲ့တအားလာပါပါတယ်ဒါကလည်းဆေးရုံပဲပေါ့နော် Okay Yes ဒါကတော့ကား parking တွေပတ်ဖြစ်ပါတယ် emergency ပေါ့နော်ကိုရီ emergency ရှိတဲ့ကား parking ဖြစ်ပါတယ် Yes အရှိရလဲဒီ emergency ဝင်တဲ့အပေါက်ပဲပေါ့နော် Okay အဲ့ဆိုတော့ event ရောက်လာပါပြီဒီနေ့တော့ကတော့ first day short video လေးပေါ့နော်စေးုံတဲကိုတော့တခြားမရိုက်ပြလိုက်ရဘူးပေါ့နော်နောက်နေ့ဒီမှာလည်းပြုံးပြုံနေပါဖို့အတွက်မျှော်လင့်ပါတယ်လို့အားလုံးပဲ bye bye ပါ